မြတ်စွာဘုရားဘယ်လောက်ထိအောင်ဟောထားတုံးလို့ဆိုလို့ရှိရင်အေးမိတ်ဆွေဆိုတာမပြင်းမရဘူးတဲ့မိတ်တော်ဟဝေတတ္တပရိနာဟောတိတဲ့သူတော်ကောင်းတွေကခုနှစ်လမ်းအတူသွားဘူးရင်ပဲမိတ်ဆွေလို့ဒီလိုဆိုတာလူမပြောနဲ့သစ်ပင်ရိပ်အောင်နားခိုနေဘူးလို့ရှိရင်အဲ့ဒီသစ်ပင်ရဲ့အရေးကိုကျေးဇူးတင်ပြီးတော့သစ်ပင်ရဲ့သစ်ကိုင်းကိုမချိုးမဖျက်ရဘူးအလကားသားနေတချို့ကစိတ်သွားတာတဲ့ပန်းမင်လေးတွေ့ရင်လည်းဆွဲစိတ်သွားတာဘာအကျဉ်းမှမသိဘူးသူကသူလှနာမလှစေချင်တာလားမသိဘူးဆွဲစိတ်သွားအဲ့ဒါလို့မဖြည့်စည်းရဘူးတဲ့မက္ခဆိုတာသူများရဲ့ခုံကျေးဇူးကိုဖြည့်စည်းတတ်တယ်တေတံဝိနာသနာရတောတဲ့သူများရဲ့ခုံကျေးဇူးတွေကိုထောက်ဖြတ်ပစ်တယ်တဒဝိသဒနာပစ္စုပ္ပထာနောဖုံးပြလိုက်တယ်ဘာမှငါ့ပေါ်မှာကျေးဇူးမရှိဘူးဘာမှဂရုစိုက်စရာမလိုဘူးနဲ့ဆိုပြီးတော့ဖြတ်ပစ်တာအဲ့ဒီမက္ခကျေးဇူးမတင်တတ်ဖဲနဲ့သူများရဲ့ကျေးဇူးကိုတုတ်ပြလိုက်တယ်လို့ဖြတ်ပြလိုက်တယ်လို့ဘောကိုဒတ်စတာနဲ့ဖြတ်ပလိုက်တယ်လို့အဲ့ဒီလိုရေးထားတဲ့စာတွေကိုလက်နဲ့ရေးချေနဲ့ဖြတ်ဆိုတာလို့ဖြတ်ပလိုက်အဲ့ဒါကိုမက္ခတရားလို့ခေါ်တာအဲ့ဒီမက္ခတရားရှိရင်လည်းပဲစိတ်ဥမာလို့ခေါ်တယ်စိတ်ထဲမှာအဲ့ဒါဝင်နေရင်စိတ်ဥမာ